မာကတော့မြန်မာနိုင်ငံခြားကျောင်းသူလေးနင်းနင်းဖြစ်ပါတယ်။တရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံဟာအမြဲတမ်းချစ်ကြည်ရေးနှင့်မှုရှိသည့်နိုင်ငံများဖြစ်ပါတယ်။အမကတရုတ်ပြည်တို့ပညာတော်တင်အရန်တွားချင်ပါတယ်။အခုအလန်းတစ်ခုကြောင့်ကျမဒီတဲ့ဟုံစရာအတိတ်တေပညာရေးကိုလေးတို့တရုတ်စာတင်ခွက်ကိုရရှိခဲ့တယ်။မင်္ဂလာပါလူတို့ကဘာလို့ကျမကိုဂရုမစိုက်တာလဲမြန်မာနိုင်ငံကသူငယ်ချင်းတွေကိုအရန်တတိရပါတယ်အကယ်၍လူတို့ကဒီမှာအတူတူရှိရင်ဘယ်တော့ပျော်ရွှင်ရမှန်းလဲသစ္စာမရှိဘူးကျမတယောက်တည်းဆိုလဲရဲရင်ခိုင်မာရတယ်မဲ့ကိုကိုလည်းကောင်းကောင်းဂရုစိုက်ရမယ်ကျောင်းသူကျောင်းတော်အားလုံးတရားကကျမတို့ရဲ့နိုင်ငံခြားကျောင်းသူဖြစ်ပါတယ်သူ့ရဲ့နာမည်ဟာကျောင်းမင်းလို့ခေါ်ပါတယ်အားလုံးကြိုဆိုလိုက်ပါအောင်သမီးတို့ညမှာထိုင်ပါဒီစိုးတန်ကကိုဘယ်လိုကြိုင်ရမှာလဲသူတို့ကဘယ်လိုကြိုင်နေရလဲသူတို့သမင်းစားတော့ကသူငယ်ချင်းတွေနဲ့အတူတူသမင်းစားကြတယ်ကျမတို့တယောက်တည်းပဲကျောင်းတို့ပထမဆုံးရောက်ရှိတော့အခါဘာသာစကားနဲ့နေထိုင်မှုအလေးအကျင့်များ၏ခြားနားမှုကကျမကိုအထီးကျန်စေခဲ့ပါတယ်ကျမရဲ့ဇာတိမြန်ကိုအရန်တည်ရပါတယ်ဒီလိုမျိုးမဟုတ်ဘူးလားကျွန်မတင်ပေးမယ်ရှင်ကမြန်မာလူမျိုးလားဘာဖြစ်လို့မြန်မာစကားပြောတတ်တာလဲမဟုတ်ဘူးကျွန်မမြန်မာစာမိကြကျန်တူဖြစ်ပါတယ်ဩ
တူတူတော့ကြရအောင် 刚来他们呢？ ဘာလို့သွားရှင်လဲ 哎，有他们呢。 အေးဟုတ်တယ်ဟုတ်မယ်တမ်းမယ် ဒါပေမဲ့အဆောက်အအရာတွေကပြောင်းလဲနေတယ်။အတန်းဖို့သူငယ်ချင်းများကကျမကိုမြန်မာဘာသာစကားဖြင့်နှုတ်ဆက်တဲ့အချိန်မှာရင်းနှီးမှုခံစားချက်တည်ဇာတိမြန်ရဲ့နေအောင်ချေနေတကတော့ကျမအပေါ်တော့နေထွေပါတယ်။နှလုံးသားကိုလည်းအယမ်းပြုံးစေပါတယ်။သူတို့ကကျမကိုနှစ်ရေးလာရင်းနေတင်ပေးယုံတာကစာတင်ချင်းနဲ့နေစီမှုအမှာတော့အဲ့တဲ့အရာများကိုကူညီပေးပါတယ်။ကျမတို့ကအတူတူကျောင်းထဲမှာတိုက်လျှောက်တဲ့ရှားလူမျိုးနဲ့စကူညက်ချင်းအမှုပညာများကိုလည်းသိရှိလေ့လာခဲ့ရပါတယ်။အချင်းချင်းရင်းနဲ့ချစ်ချင်မှုကအတူတကွတို့ပြေပြကြောင်းသိတာစိတ်ကြီးသွားလာတယ် အရစကပန်းဖို့တတားတေကျမတို့အားခွဲခြားထားမှုများကိုရရှာပြီးချစ်ချစ်ရဲ့နေမှုကိုရရှိစေပါသည်။နေစင်မချချစ်ချင်းဆွေမျိုးပေါက်ဖို့ချစ်ချင်ရဲ့အဝစင်တဲ့မြတ်အတွင့်ရှိပါစေ။